ဘောလုံးနှစ်ဖျားနှစ်ပါးရဲ့ပြိုင်ဆိုင်မှုကဘယ်လောက်ထိပြင်းထန်ခဲ့လဲရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့ပြိုင်ဆိုင်မှုကတဘာဝပါရမီရှင်နဲ့ကြိုးစားအားထုတ်မှုပြရုပ်တို့ရဲ့ထိတိုက်တွေးဆုံမှုတွေပဲဖြစ်ပါတယ်မက်ဆီကဘောလုံးကိုသူ့ရဲ့6ထဲမှာကပ်ပါလာအောင်လို့ကခုန်နိုင်တဲ့တင်းငယ်ကြီးတဲ့ပါရမီရှင်တဦးဖြစ်ပြီးတော့ရိုနယ်ဒိုကတော့ပြိုင်ဘက်ကိန်းတဲ့ခန်းနာကိုချန့်ခိုင်မှုအချိန်နဲ့အဆုံးသက်သေးကြမှုတွေကိုလေ့ကျင့်ခန်းစည်းရင်းနဲ့တိဆောက်ခဲ့တဲ့စေယုတ်တရုတ်လိုမျိုးတီးကြတဲ့သူပါဒီလိုမတူညီတဲ့ပုံစံနှမျိုးကဘယ်ဟာကပို့ပြီးတော့တင့်တော်တယ်လဲဆိုတဲ့အဖြေမထွက်နိုင်တဲ့မေးခွန်းတွေကိုဆယ်စုနှစ်နှစ်ခုစာကဖန်တီးပေးခဲ့ပါတယ်ဒီပြိုင်ဆိုင်မှုရဲ့အရှိန်အဟုန်အပြင်းဆုံးကာလကတော့2009ခုနှစ်ကနေပြီးတော့2018ခုနှစ်ထိရိုနယ်ဒိုရီယယ်မက်ဒရစ်မှာရှိနေခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်ကမ္ဘာအကြီးအကျယ်ဆုံးရန်ဘက်ကလပ်2သိန်းရဲ့အင်ဂျီတွေကိုဝစ်ဆင်ပြီးတော့တစ်နှစ်ကိုအနည်းဆုံး2ကြိမ်ထက်မနည်းထိတိုက်တွေးဆုံခဲ့ကြတာပါပွဲတိုင်းမှာသူတို့နှစ်ဦးစလုံးကဂိုးတွေသွင်းနေစံချိန်တွေကိုတင်ရင်းနဲ့ပဲတဦးကိုတူလုံးဝအရှုံးမပေးဘဲနဲ့အားပြိုင်ခဲ့ကြတာကပရိသတ်တွေကိုရင်ခုန်စိတ်လှုပ်ရှားမှုတွေအထွတ်အထိပ်ကိုရောက်စေခဲ့တာပါဒီသမိုင်းမှာဘယ်ကစားသမားမှမလုံနိုင်ခဲ့တဲ့တရားဒီကိုဂိုး90 60ဆိုပြီးတော့သွင်းနိုင်ခဲ့တဲ့မှတ်တမ်းတွေကိုသူတို့နှစ်ယောက်ကတော့ပုံမှန်လိုမျိုးထမင်းစားရည်တော့လုပ်ပြခဲ့ကြပါတယ်တဦးက hat-trick သွင်းရင်နောက်ထပ်တဦးကလည်း hat-trick နဲ့ပြန်ပြီးတော့တုံ့ပြန်တက်တာအကြောင်းမလို့လောင်ကစားတိုင်တွေကစားဘောလုံးဝေဖန်သူတွေအထိသူတို့ရဲ့ဂိုးသွင်းနှုန်းကိုကြည့်ပြီးတော့မင်းသက်ခဲ့ရပါတယ်သူတို့နှုတ်ကတယောက်ကိုတယောက်အကောင်းဆုံးပုံစံရအောင်လို့အပြန်အလှန်တွန်းအားပေးနေတဲ့အကောင်းဆုံးပြိုင်ဘက်တွေလည်းဖြစ်ခဲ့ကြပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားစုဘောလုံးတော်ကို2008ကနေပြီးတော့2019အထိသူတို့နှစ်ယောက်ထဲကပဲ10နှစ်တိုင်အလဲကျခွဲယူခဲ့ခြင်းဖြစ်ပါတယ်မက်ဆီကတော့10ကြိမ်ရိုနယ်ဒိုကတော့9ကြိမ်နဲ့အသီးသီးသိမ်းပိုက်ခဲ့ကြပြီးတော့စင်မြင့်တက်မှာဘေးချင်းရှင်ထိုင်နေကြတဲ့သူတို့နှစ်ဦးရဲ့ပုံရိပ်ကဘောလုံးလောကရဲ့ဩဇာအာဏာရှိဆုံးအခိုက်အတန့်တွေပဲဖြစ်ခဲ့ပါတယ်ဘသူကတာတယ်လဲဆိုတဲ့မိကုန်းအတွက်ဘောလုံးတော်အရေးအတွက်ရမက်ဆီကတာလုံးနေရလို့ဆိုနိုင်ပါတယ်နိုင်ငံတကာစင်မြင့်တက်မှာလည်းပဲပြိုင်ဆိုင်မှုကပြင်းထန်ခဲ့တယ်ရိုနယ်ဒိုကပေါ်တူဂီနဲ့အတူတူ2016ခုနှစ်ယူရိုဖလားကိုအရင်ရယူပြီးတော့အသာစီးရယူခဲ့တယ်ဆိုပေမဲ့မက်ဆီကတော့2020ကမ္ဘာဖလားကိုသိမ်းပိုက်နိုင်ခဲ့တာကြောင့်မလို့ပြိုင်ဆိုင်မှုရဲ့နောက်ဆုံးအဖြေကိုမက်ဆီကအဆုံးသတ်ပေးလိုက်တယ်လို့ဖြစ်စေခဲ့တာပါကမ္ဘာဖလားကိုကင်မြောက်စေနိုင်ခဲ့တာကမက်ဆီကိုတမိုင်းတစ်လျှောက်မှာအကောင်းဆုံးဂိုးပွဲအတွက်ပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်သူတို့နှစ်ဦးရဲ့ပြိုင်ဆိုင်မှုဟာကွင်းပြင်ပါပရိသတ်တွေကြားထဲမှာပို့ပြီးတော့မှပြင်းထန်ခဲ့ပါသေးတယ်ရိုနယ်ဒိုရဲ့ပရိသတ်တွေကသူ့ရဲ့ခေါင်းတိုက်ကိုရီအဝေးကန်ချက်တွေနဲ့အောင်နိုင်လိုစိတ်ကိုအမုန်းတင်ကြပြီးတော့မက်ဆီရဲ့ပရိသတ်တွေကတော့သူ့ရဲ့တကူတော်ထိုးဖောက်မှုတွေနဲ့ဖန်တီးမှုတွေကိုအားပေးကြပါတယ်။အဲဒီညှင်းကုန်မှုတွေကကမ္ဘာအနှံ့ကဘောလုံးဝါသနာရှင်တွေအတွက်တော့ဘယ်တော့မှမယိုးနိုင်တဲ့ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ရပါတယ်။အပြိုင်ဆိုင်မှုတွေဘလောက်ပဲပြင်းထန်ခဲ့ပါစေသူတို့နှစ်ဦးကြားထဲမှာတော့အပြန်အလှန်လေးစားမှုတွေအမြဲရှိခဲ့ပါတယ်။ရိုနယ်ဒိုကတခါအင်တာဗျူးမှာတော့ကျွန်တော်တို့ကဘောလုံးသမိုင်းကိုအတူတူပြောင်းလဲခဲ့ကြတာပါလို့ပြောခဲ့တယ်လို့မက်ဆီကလည်းပဲရိုနယ်ဒိုနဲ့ပြိုင်ဆိုင်ခဲ့ရတာကအမတ်တရဖြစ်စရာကောင်းပါတယ်လို့ဖွင့်ရခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးကဥရောပမြေကနေထွက်ခွာသွားတဲ့အချိန်မှာတော့အဲ့ဒီပြိုင်ဆိုင်မှုရလွမ်းစွတ်ဖွယ်ရအဆုံးသက်တစ်ခုစီကိုရောက်ရှိခဲ့ပါပြီ။ကြံရည်ခဲ့တဲ့ဆယ်စုနှစ်တွေကိုပြန်ကြည့်ရင်ကျွန်တော်တို့ကတကယ်ကိုကန်ကောင်းလုံးတဲ့မျိုးဆက်တွေပါပဲ။စနေတနင်္ဂနွေညတွေမှာရီယယ်နဲ့ဘာစီလိုနာပွဲကိုစောင့်ကြည့်ရင်းနဲ့ဒီနေ့ဘသူကဂိုးပိုသွင်းမလဲဆိုတဲ့ရင်ခုန်တန်းတွေဘောလုံးတော်စုပေးပွဲမှာသူတို့နှစ်ယောက်ဘေးချင်းရှင်ထိုင်နေတဲ့ပုံရိပ်တွေဟာအခုတော့လွမ်းစွတ်စီကပုံမြင်နေလို့ဖြစ်နေခဲ့ပါပြီ။တကယ်တော့ဘသူကတာလဲဆိုတာထက်သူတို့နှစ်ဦးစလုံးကကျွန်တော်တို့ရဲ့မျိုးဆက်ကိုဘောလုံးရဲ့အလားတရားတွေနဲ့ဖျော်ဖြေပေးခဲ့ကြတဲ့သူရဲကောင်းတွေဖြစ်ပါတယ်။စူဖလိုင်းနဲ့ကိန်းကနက်နေရမက်ဆီကအနှင်းငယ်တာလုံးနိုင်ပေမဲ့ရိုနယ်ဒိုရဲ့မရှုံးရေးဇွေးလုံးလာလည်းပဲလူသားတယောက်ရဲ့အစွမ်းအစကိုအမြင့်ဆုံးထိပြသခဲ့တာပါ။သူတို့နှစ်ဦးစလုံးမရှိတော့တဲ့တနေ့မှာဘောလုံးလောကကအရင်လိုဘရောမှပြန်ဖြစ်လာတော့မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနဖျားနှစ်ပါးရဲ့ခစ်ပြိုင်ဆိုင်ပြိုင်ဆိုင်မှုကိုကြီးခွင့်ရခဲ့တဲ့ကံကောင်းတဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာ။